ကိုကန်ကောင်းစေပြီးနှကောင်းနှက်မြက်တွေစောင့်ရှောက်ပေးမယ်ဓမ္မတီးသချင်းလေးကို AI နဲ့အတူကျွန်တော်တို့ဖန်တီးကြရအောင်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာပါကျွန်တော်ဝေဖြူပါအဲ့တော့ကျွန်တော်တို့ခုနကပြောတဲ့အချိန်မှာကျွန်တော်တို့သချင်း AI နဲ့သချင်းဖန်တီးမယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ပါသွားပါပြီအဲ့တော့ AI နဲ့သချင်းဖန်တီးမယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့မပြောခင်မှာကျွန်တော်တို့က AI မှာ model တွေကကျွန်တော်တို့လာစဉ်အလိုက်ကိုအများကြီးကျွန်တော်တို့ထွက်လာတာတွေကျွန်တော်တို့တွေ့ရပါတယ် category တစ်ခုတည်းမဟုတ်ပဲ category တွေကိုအများကြီးကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့ထပ်တိုးလာတာကိုတွေ့ရပါတယ်ကျွန်တော်တို့အရင်နှစ်ထဲကနေပြီးတော့ကျွန်တော်တို့အရန်ကိုဗာလဲတိုးတက်လာနေရတာပေါ့ကျွန်တော်တို့ဒီ movie တွေကျွန်တော်တို့ကြော်ညာတွေကျွန်တော်တို့ cartoon တွေအတွက်ကိုတကယ်movie ရုပ်ရှင်တွေအတွက်ကိုအရန်ကိုတိုးတက်လာနေပါပြီဒါပေမဲ့ဒီကြံခဲ့တဲ့2လ3လလောက်ကနေစပြီးတော့ဒီ music ဘက်ပိုင်းကိုလည်းအကုန်လုံးကကျွန်တော်တို့ဝင်နေပါပြီ music AI ကအရင်တည်းကလည်းကျွန်တော်တို့ကရှိပြီးသားဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ January AI 2 စိန်မှာလည်းဥပမာအနေနဲ့ကျွန်တော်တို့ Gemini လိုနေရာမျိုးတွေမှာလည်းကျွန်တော်တို့က music တွေဖန်တီးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီအခါမှာကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာနဲ့ဒီပြောတဲ့ post မှာကတော့ကျွန်တော်နဲ့အတူတကယ်မင်္ဂလာရှိတဲ့ဓမ္မသေးလေးတစ်ပုဒ်ကိုကျွန်တော်တို့ဖန်တီးကြရအောင်အဲ့တော့တချင်းကိုမဖန်တီးခင်မှာကျွန်တော်တို့ပြောချင်တဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဒါကတော့ကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့ဒီမူပိုင်ခွင့်အနေနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ဒါကတော့အသစ်အပိုင်းဆိုင်ရာကိုကျွန်တော်ပြောပြချင်ပါတယ်မူပိုင်ခွင့်နေဆိုတာတနည်းအားဖြင့်ပြောမယ်ကျွန်တော်တို့တေးဆရာတွေရှိရဲတချင်းဆိုတဲ့တချင်းအဆိုတွေရှိရဲသူတို့ရဲ့တချင်းတွေကို online ပေါ်မှာဒီကျွန်တော်တို့ AI အနေနဲ့ပြန်ပြီးဖန်တီးပြန်ပြီးဆိုနေရတယ်လေကျွန်တော်တို့အများကြီးသွားပြီးတော့တွေ့ရတယ်ဒါဒီတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒါမူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချိုးဖောက်တယ်အသစ်ကိုချိုးဖောက်တယ်လို့ကျွန်တော်တို့ဒါကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့နားလည်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ AI model တွေရဲ့ music model ကြီးတွေကအစကိုတချင်းတွေအများကြီးဖန်တီးပေးနိုင်ပြီးအများကြီးလုပ်ပေးနိုင်ပြီးဆိုတဲ့အချိန်မှာတကယ်နာမည်ရှိထားတယ်တကယ်ကြော်ကြားနေတဲ့တချင်းတွေအဲ့ဒါတွေကိုကျွန်တော်တို့ကပြန်ပြီးတော့လုပ်ပြီးတော့ပြန်ပြီးဖန်တီးတာတွေတော့ဒါသူများမူပိုင်ခွင့်ကိုသွားချိုးဖောက်ရတဲ့တူနေပါတယ်ကိုယ်တိုင်ကိုယ့်ရဲ့စဉ်းစားထားတဲ့စာသားလေးတွေရှိမယ်အကြောင်းအရာလေးတွေရှိမယ်ဒီအကြောင်းအရာလေးတွေကို AI မှာပြန်ပြီးတော့ကျွန်တော်တို့ကမေးမြန်းလို့ရတယ်မေးမြန်းပြီးတော့သူ့ကိုတချင်းပြန်ရေးခိုင်းလို့ရတယ်ပြီးတဲ့အခါမှာ music နဲ့ဘယ် music အမျိုးအစားနဲ့ကြိုက်တယ်ဆိုတွဲဖက်ပြီးဖန်တီးလို့ရတဲ့အချိန်မှာဘာဖြစ်လို့ကျွန်တော်တို့သူများရဲ့မူပိုင်ခွင့်တွေကိုချိုးဖောက်အောင်ပါလဲကျွန်တော်တို့အနေနဲ့မချိုးဖောက်ပါနဲ့ကိုယ့်ကိုဖန်တီးလိုက်ပါအရန်ကောင်းတဲ့တခြင်းတွေအများကြီးလဲကျွန်တော်တို့ဖန်တီးလို့ရပါမှာကျွန်တော်ရဲ့ mix တွေကကျွန်တော်တို့ပြောပါရရင် music ပိုင်းဆိုင်ရာဆိုရင်ပြောပြလို့မရလောက်အောင်သူ AI ကအရန်ကောင်းလာပြီဆိုတဲ့အကြောင်းတွေကျွန်တော်တို့တွေ့ရပါအဲ့တော့အကြောင်းအရာကိုကိုကစဉ်းစားနိုင်ရင်လေကိုယ်တိုင်စဉ်းစားပြီးအကြောင်းအရာကိုလုပ်မယ်မစဉ်းစားနိုင်ရင်လည်း AI ကိုအကြောင်းအရာကိုမေးမယ် AI ကိုရေးခိုင်းမယ် music နဲ့တွဲဖက်လိုက်မယ်ဆိုရင်ကျွန်တော်တို့တခြင်းတွေဖန်တီးလို့ရပါတယ်အဲ့တော့ AI နဲ့တခြင်းတွေဖန်တီးရရင်ဘယ်လောက်ထိလွယ်လဲဆိုတာကိုကျွန်တော်တို့ဒီ post မှာကျွန်တော်တို့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီဓမ္မသေးလေးကိုဘယ်လိုဖန်တီးဖြစ်တာလေးလဲဆိုတာလေးကိုကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ပြောပြရကြဘယ်လိုဖန်တီးဖြစ်တာလဲဟာတချင်းတွေဖန်တီးလို့ရပြီဟာကိုကတိုင်းကတချင်းနဲ့ပတ်သက်ပြီးအများကြီးလဲနားမလဲဘူးအရန်လည်းမသိလာအောင်အဲ့တော့ကိုကဖန်တီးခြင်းလဲဆိုတော့အဲ့မှာကျွန်တော်ကပါမကောက်ချုပ်ဆရာတော်ဘုရားကြီးရဲ့မနေ့မိုးတောက်အလင်းရောက်တဲ့အခါမှာဆန္ဒပြုပါဆိုတဲ့ဒီ online ပေါ်မှာတွေ့ရဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ကသွားကြည့်တဲ့အခါမှာကျွန်တော်တို့အများအားမေတ္တာပို့နေတဲ့ဘဝန္တုတပ္ပမင်္ဂလာရက္ခန္တုတပ္ပဒေဝတာဆိုတဲ့အကြောင်းအရာလေးတွေကိုဆရာတော်ဘုရားကြီးကမလုပ်ထားလဲဆိုမနေ့ဆိုရင်ဆန္ဒပြုပါအဲ့အရာလေးကိုကျွန်တော်တို့ကသွားတွေ့လိုက်တယ်ဟာဒါဆိုရင်တော့ဒါလေးကိုကိုယ့်ရဲ့ဓမ္မတေးလေးအဖြစ်ကိုဖန်တီးလိုက်မယ်ပြီးရင်ကိုယ့်ရဲ့ ringtone လေးအနေနဲ့ဖန်တီးလိုက်မယ်အဲ့တော့ကျွန်တော်တို့ဆရာတော်ဘုရားကြီးရဲ့မြတ်တာပိုးဥစ္စာကိုမနေ့မိုးတောက်အလင်းရောက်ရင်ကျွန်တော်တို့ဆန္ဒပြုရမယ်ဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကခုနကခေါင်းစဉ်လေးကျွန်တော်တို့ပေးထားခဲ့တယ်လို့ပဲတင့်ကိုကန်ကောင်းစီပြီးနှကောင်းနှမျက်တွေစောင့်ရှောက်ပြီးတဲ့ဓမ္မတေးလေးဒါဆိုတော့ကျွန်တော်တို့ကအမှဗာလေးကျွန်တော်တို့ပြလိုက်ချင်တယ်ပြောလိုက်ချင်တာလေဘဝန္တုတပ္ပမင်္ဂလာဘာလဲဆိုတော့အလုံးစုံသောမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဖြစ်ပါသည်တည်းရက္ခန္တုတပ္ပဒေဝတာအလုံးစုံသောနတ်တို့သည်စောင့်ရှောက်ကြပါစေတည်းအရန်ကောင်းလိုက်တာအဲ့တော့အဲ့ဒီအရန်ကောင်းတဲ့စာသားလေးကိုကျွန်တော်တို့ကဓမ္မတေးအဖြစ်ကျွန်တော်တို့ဖန်တီးကြမယ်ဖန်တီးပြီးတော့ကျွန်တော်ဆိုရင်ကျွန်တော်ကိုယ်တိုင်ကဘာလုပ်ထားလဲဆိုတော့ဖုန်း ringtone လေးကျွန်တော်တို့ပြောင်းထားလိုက်တယ်ဖုန်း ringtone ဝင်လာလိုက်တာနဲ့ဘဝန္တုတပ္ပမင်္ဂလာအလုံးစုံသောအကောင်းမှန်သမျှသည်ဖြစ်ပါစေတည်းကျွန်တော်တို့နားထောင်လိုက်တာနဲ့တင်ကျွန်တော်တို့မင်္ဂလာရှိနေပြီအဲ့တော့ကျွန်တော်နဲ့အတူအခုဖန်တီးလိုက်မယ်ဘာလဲဆိုဓမ္မတီးကိုဒါဆိုရင်ကျွန်တော်ကနေပြီးတော့ဓမ္မတီးကိုစပြီးတော့ဖန်တီးကြရမယ်
အဲ့တော့ကျွန်တော်ဖန်တီးမဲ့ဓမ္မတီးကတော့ Gemini ကျွန်တော်တို့ဖြစ်တယ်အဲ့တော့ကျွန်တော်က Gemini ကိုစထားရင်ကျွန်တော်တို့ဖွင့်လိုက်ပါပြီ Gemini ကိုဖွင့်ပြီးရတယ်အဲ့မှာစထားတွေ့ခြင်းမှာကျွန်တော်တို့ဗာတွေ့ရလဲဆိုတော့ကျွန်တော်တို့ create music ကိုကျွန်တော်တို့လုပ်လိုက်တယ် create music ကိုလုပ်ပြီးရတဲ့တပြိုင်တည်းကျွန်တော်စာသားလေးကိုရေးပါမယ်ဒီစာသားလေးကိုတခြင်းထုတ်ပေးပါဘဝန္တုတပမင်္ဂလံလုံးစုံသောမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဖြစ်ပါစေတည်းရက္ခန္တုတပ္ပဒေဝတာအလုံးစုံသောနတ်တို့သည်စောင့်ရှောက်ကြပါစေကုန်သတည်းအဲ့တော့ကျွန်တော်ကအဲ့ဒါလေးကိုအခု create လုပ်လိုက်ပါပြီ create လုပ်လိုက်ပြီဆိုတော့ကျွန်တော်တို့10မိနစ်2မိနစ်လောက်ကျွန်တော်တို့စောင့်အောင်ပါမယ်စောင့်ပြီးဆိုတာနဲ့တခြင်းလေးကိုကျွန်တော်တို့ပေါ်လာပါလိမ့်မယ်အဲ့တော့အဲ့တခြင်းလေးကိုလည်းကျွန်တော်နဲ့အတူနားထောင်ကြရအောင် okay အဲ့တော့တခြင်းကကျွန်တော်တို့ရပါပြီတခြင်းကအခုဆိုရင်တော့ထွက်ရှိလာပါပြီထွက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်တခြင်းလေးကိုကျွန်တော်နဲ့အတူနားထောင်လိုက်ကြရအောင်ဘာဝတုတပ္ပမင်္ဂလံအလုံးစုံသောမင်္ဂလာပေါင်းအကောင်းမှန်သမျှသည်ဖြစ်ပါစေတည်းရက္ခန္တုတပ္ပဒေဝတာအလုံးစုံသောနတ်တို့သည်စောင့်ရှောက်ကြပါစေကုန်တည်းဒါအခုဆိုရင်တော့ကျွန်တော်တို့တခြင်းအတူကျွန်တော်တို့နားထောင်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြောတဲ့ခေါင်းစဉ်နဲ့ပဲတင့်ကိုကန်ကောင်းစေပြီးနှကောင်းတဲ့မြတ်တွေစောင့်ရှောက်ပြီးမဲ့ဓမ္မတီးလေးကိုကျွန်တော်တို့လူကျင်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်နဲ့ဖန်တီးထားတဲ့ဥစ္စာလေးကိုdownload လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီ post ရဲ့အောက်မှာ comment လေးကျွန်တော်တို့ပေးခဲ့ပါအဲ့ comment လေးကနေပြီးတော့လာပြီးတော့ download တခြင်းလေးကိုကျွန်တော်တို့ download link လေးပေးပါဆိုတာနဲ့တပြိုင်နက်တည်းကျွန်တော်တို့ကနေပြီးတော့ပြန်ပြီးတော့reply ပေးပြီးတော့တခြင်းရဲ့ link လေးတွေအကုန်လုံးကိုပြန်ပြီးတော့ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခုနကကျွန်တော်လိုမျိုးပဲတခြင်းတွေကို AI နဲ့အတူဓမ္မတီးမှမဟုတ်ဘူးကိုယ့်ရဲ့စိတ်ဝင်စားတရားကိုယ့်ရဲ့ခံစားချက်တခြင်းတွေကိုဝါသနာပါတဲ့လူတွေဆိုရင်ဒီလောက်လွယ်နေတဲ့ကျွန်တော်တို့ AI ခက်ကြီးထဲမှာ music ကို AI နဲ့ကျွန်တော်နဲ့အတူဖန်တီးပြီးလို့ပဲဖန်တီးကြည့်လို့ရပါတယ်ဒါပေမဲ့တခုပြောစရာရှိတာကသူကတခါထုတ်လိုက်ရင်တော့ AI ရဲ့သဘောတရားရဲ့ပုံစံအတိုင်းပဲတမျိုးတော့ထွက်လာပါလိမ့်မယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ထုတ်လိုက်တဲ့အချိန်မျိုးမှာတကယ်ကျွန်တော်တို့ရဲ့result ရဖို့အတွက်ကိုလည်းကျွန်တော်တို့ကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ကျွန်တော်တို့ try ရတာမျိုးလေးတွေရှိပါတယ်ဒါလေးကတော့မှတ်ချက်အနေနဲ့ကျွန်တော်တို့ပြောပြပေးသွားတာဖြစ်ပါတယ်နောက်လာမယ့်အပတ်ဒီမှာလည်းအရန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ကျွန်တော် review ပါ